ဘာမြေပေါ်လေးလက်ချင်းနဲ့ရတဲ့မှုတွေပဲမြုံမုံတွေတောင်းမေးရင်ငွေသက်တွေပြင်စင်မပြီးမှကတဲ့များတွေမေးရတိုင်းကြီးမင်းငုံနဲ့တော့ကလေးနဲ့မေးမြဲကြီးဝါရင်မတရားမေးတွေခွင်လို့ပုံမေးရဟိုရင်ငါစိုးမိုက်ခြင်းတွေတွေ့အကောင်းဆုံးဖြစ်ခဲ့တဲ့မေးကျွန်တော်သာမသိနာမလဲငယ်ပဲသူမရင်ချမ်းမှုတွေရဲ့အခုတော့ဟိုမြေစီကျွန်တော်ရောက်တော့ခိုင်းမှာမေးစကားတန်ချမ်းမိတယ်ဒီညမဆောင်းရှောင်းပဲပြီးတော့ဘွာယူရလမ်းကိုရွေးမိတယ်ကံကိုမခံနိုင်ကြိုးစားရုံကနှလုံးသားတစ်ခုကိုလေခြေလုံးကန်နဲ့ကျွန်တော်ရဲ့မိုက်ပြေတွေကျွန်တော်လိုကောင်းဟာဘာကြောင့်မိတွေကောင်းဆုံးဖြစ်မှာလဲကျွန်တော်ထင်ရရဆို